မိန်းမလှလေးတွေတိုင်းကစူးအစိမ့်နဲ့နှင်းစီမဟုတ်ပေမဲ့အစိတ်စူပြင်းတဲ့စံသားတွေနဲ့ဒီတစ်ချက်နဲ့ကြောက်တုံပြောင်းသွားအောင်လုံးနိုင်စွမ်းရှိတဲ့ Greek တန်တာကြီးတွေကအထင်ကြီးဆုံးမိန်းမလှလေးတူအကြောင်းကိုနားထောင်သွားပါအောင်နော်ကိုလူတို့သူမကမင်းသမီးလည်းမဟုတ်တလို့နတ်ဖျားမလည်းမဟုတ်ပါဘူးသူမကတော့အားလုံးကြားဘူးကြလောက်တဲ့မေဒူဇာပဲဖြစ်ပါတယ်သူမရဲ့စပယ်တွေဟာအစိတ်ရှိတဲ့မွေတွေဖြစ်တာကြောင့်အစိတ်ပြင်းတဲ့မွေစိုးအမျိုးသမီးတဦးအဖြစ်တရုတ်ဖော်လေးရှိကြပါတယ်။လူတွေကိုကြောက်ဖြစ်သူပြောင်းလဲစေနိုင်တဲ့သူမအားစာပေအမှုပညာတွေထဲမှာလည်းကြောက်မက်ဖွယ်ကောင်းတဲ့တတ္တဝါအဖြစ်ပုံဖော်ခံထားရပေမဲ့သူမရဲ့ရှုပ်ထွေးပွေလီလာတဲ့နောက်ကြောင်မှာတော့မတရားမှုတွေနဲ့တည်နေလို့နေပါတယ်။ Ovid ရဲ့ Metaphosphorus ဖော်ပြထားတဲ့အရာမက်ဒူဇာကမူလမှာတော့ထူးကဲလာတဲ့အလှတရားပိုင်ရှင်တာမန်လူသားမိန်းကလေးတဦးသာဖြစ်ခဲ့ပြီးတော့နတ်ဖျားမအီသီနာရဲ့ဖျားเจ้าမှာဖီးဆက်ဆိုတဲ့ဝေပြုတာတွေဆုတောင်းတာတွေပူဇော်တကာပြုတာတွေလုပ်ရတဲ့ရစ်ပရောဟိတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်ပေါ့အထူးသဖြင့်သူမရဲ့စပင်တွေကြောင့်လေချီးမွမ်းခြင်းခံခဲ့ရသူလေဖြစ်ပါတယ်တနေ့မှာတော့ပင်လယ်နတ်ဖျားဖိုဆဲဒုံကသူမကိုမြင်ပြီးသူမရဲ့အလှကိုဆွဲလန်းလာခဲ့ပြီးတော့အီသီနာရဲ့ဖျားเจ้าတွဲမှာပဲမက်ဒူဇာကိုထိလက်ရောက်ပြုခဲ့ပါတယ်။ဒါပေမဲ့အီသီနာကဖိုဆဲဒုံကိုအပြစ်မပေးဘဲမက်ဒူဇာကိုညှင်းဆဲပြီးသူမကိုဂေါ်ကွန်မျိုးနယ်ထဲမှာမျက်လုံးအကြည့်တစ်ချက်စုံလိုက်တာနဲ့စုံလိုက်တဲ့သူကိုကြောက်တုံဖြစ်သွားစေနိုင်တဲ့ကြောက်မက်ဖွယ်ရာတတ္တဝါအဖြစ်ပြောင်းလဲခဲ့လိုက်ပါတယ်။မက်ဒူဇာကအပြစ်ရှိတာကြောင့်မဟုတ်ဘဲနဲ့သူမရဲ့ဗိမာန်တော်ညှဉ်းညူခဲ့တာကြောင့်ဆိုပြီးတော့ပြစ်ဒဏ်အနေနဲ့မက်ဒူဇာရဲ့လှပတဲ့စပင်တွေကိုအစိတ်ရှိတဲ့မွေအဖြစ်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။မျက်နှာကိုလည်းအလွန်ကြောက်မက်ဖွယ်ဖြစ်အောင်လုပ်ခဲ့ပြီးတော့သူမမျက်စိကိုကြည့်လိုက်တဲ့သူတိုင်းကြောက်တုံဖြစ်သွားအောင်ထိပြင်ဆဲခဲ့ပါတယ်။နောက်ပြီးမက်ဒူဇာကိုဘယ်သူမှမသွားနိုင်တဲ့အဝေးကမှောင်မိုက်တဲ့ကြောက်ဆောင်မြေတစ်ခုစီကိုလည်းနှင်ထုတ်ခံခဲ့ရပါတယ်။ဂေါ်ကွန်ညီမ၃ယောက်ဖြစ်တဲ့စတီနိုဝယ်အီရီယန်နဲ့မက်ဒူဇာထဲမှာမက်ဒူဇာတဦးကပဲတည်မျိုးပါ။ဒါကြောင့်ဂေါ်ကွန်အားလုံးဟာအန္တရာယ်ရှိပေမဲ့လေအားလုံးတွေကမှမက်ဒူဇာတဦးကပဲထိခိုက်လွယ်တဲ့ပြစ်မှတ်ဖြစ်ခဲ့တဲ့အလျောက်ပါဆူးစ်လို့ခေါ်တဲ့သူရဲကောင်းတဦးကိုမက်ဒူဇာကိုတတ်ပြီးသူမရဲ့ခေါင်းကိုပြန်ယူဖို့မစ်ရှင်တစ်ခုစေလုပ်ခဲ့တယ်။ဟာမတ်စီကတာဝန်ဖက်နှက်တွေပါဝင်နဂရိယာတွေရဲ့အကူအညီလည်းရခဲ့ပါသေးတယ်။မက်ဒူဇာကိုဓာတ်ရိုက်မကြည့်ဘဲနဲ့အီသီနာရဲ့ကျင်းမုံမှန်တိုင်းနဲ့ကိုသုံးပြီးသူမအိတ်နေစဉ်အတွင်းမှာခေါင်းကိုဖြတ်ပြီးတက်ခဲ့ပါတယ်။တေးပြီးတဲ့အချိန်ဒီကိုသူမရဲ့ဥကောင်ကလူတွေကိုကြောက်ခဲ့အဖြစ်ပြောင်းလဲပြစ်နိုင်တဲ့စွမ်းအားကိုထိန်းသိမ်းထားပါသေးတယ်တဲ့အံ့အားသင့်စရာအနေနဲ့ဖီးဆက်ဥကောင်ဖြတ်လိုက်တဲ့အခါမှာသူမရဲ့လေပင်ကနေပြီးတော့ဖီးကက်ဆက်ဆိုတဲ့မြင်းပြန်နဲ့ခရီဇာရွှေစစ်တီတော်ဆိုတဲ့ဒန်နာရီလာတတ္တဝါနှကောင်ပေါ်ထွက်လာခဲ့ပါတယ်တဲ့ရှေ့ပုံမြင်တွေမှာတော့မက်ဒူဇာကိုကြောက်မက်ဖွယ်ကောင်းတဲ့မကောင်းဆိုးဝါးတစ်ကောင်အဖြစ်မြင်ကြပေမဲ့အခုခေတ်မှာတော့လူတွေကသူ့ရဲ့ဇာတ်လမ်းကိုပြန်ဖတ်ပြီးမတရားမှုအမျိုးသမီးတယောက်ရဲ့ဒေါသနဲ့စိတ်ဒဏ်ရာရပြီးနောက်ရှင်သန်နေခဲ့စေဖြစ်တဲ့တင်ကေတအဖြစ်မြင်ကြပါတယ်။သူမဟာကျိန်းစာကိုလည်းမတောင်းခဲ့ပါဘူး။သူမမလုပ်တဲ့အရာအတွက်ကဘာကြီးကသူမကိုအပြစ်ပေးတဲ့အတွက်သူမဟာအားကောင်းလာခဲ့ပါတယ်။သူမကိုယ်တိုင်စော်ကားခံခဲ့ရပေမဲ့လည်းအပြစ်ပေးခံရတာကလည်းသူမကိုယ်တိုင်ပဲဖြစ်နေခဲ့ပါတယ်။ဒါဟာမိန်းကလေးတွေတားကောင်တွေဟာမတရားမှုခံရတာနဲ့အတူအမြဲတမ်းပြစ်တင်ခံရတတ်တဲ့ဘိုးဘေးလူအဖွဲ့အစည်းကိုသတိပြုမိနေစေခဲ့ပါတယ်။မက်ဒူဇာရဲ့မျက်လုံးအကြည့်တွေဟာသူမရဲ့အနာဂတ်တွေနဲ့စိတ်တန်ရာတွေကိုဘလို့ကာကွယ်နိုင်တယ်လဲဆိုတဲ့သင်္ကေတနဲ့ဖော်ပြနေပါတယ်။သူမရဲ့မျက်လုံးကိုကြည့်ရသူတယောက်ကိုကြောက်တုံဖြစ်အောင်လုပ်တာဟာလေနာကျင်မှုကနေစွမ်းအားကိုပြောင်းလဲပေးနိုင်တဲ့အခြေအနေတစ်ခုလို့ဆိုရမလားနော်။ဒီနေ့ခေတ်မှာမက်ဒူဇာဟာ faction ကပါမီဒီယာစာပေထဲမှာတန်မိုးရှိတဲ့အမြင်တွေနဲ့ပြန်လည်ဖော်ပြလာကြပါတယ်။ Versace ကုမ္ပဏီရဲ့အမှန်တံဆိပ်မှာသူမရဲ့ဥကောင်ပုံကိုသုံးထားပါတယ်။ခေတ်ပြအမျိုးသမီးဝါဒမှာမက်ဒူဇာဟာအမျိုးသမီးတယောက်ရဲ့ခုခံမှုနဲ့စွမ်းအားပြန်လည်ရယူမှုကိုလည်းကိုးစားပြုလာပါတယ်။
သူမရဲ့ဇာတ်လမ်းကလူအဖွဲ့အစည်းရဲ့အာဏာဖိအားကြားမှခွဲခြားမှုမတော်တဆမှုတွေကိုစူးစမ်းစီရာပြန်လည်တွေးတောစရာအဖြစ်လဲသတိပေးနေပါတယ်ကိုလူတို့ရေကဲဒီနေ့ရဲ့ကြည်ကွဲစရာ podcast ကိုနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေနော်